မနေ့ကဗီဒီယိုတစ်ခုကြည့်ရတယ်ဗီဒီယိုမှာဒါစစ်ကော်မရှင်စစ်ကောင်စီရဲ့ဗိုလ်ချုပ်အဆင့်ရှိတဲ့ပြန်ကြားရေးတာဝန်ယူထားတဲ့ဇော်မဲလုံးရဲ့စကားပေါ့စစ်ကောင်စီရဲ့ဗိုလ်ချုပ်အဆင့်နော်သူစကားဘယ်လောက်ထိအောက်တန်းကြလဲဆိုကြားဖြတ်နေကိုတဲ့သူတို့ကနှိမ်နေနေတာကို KMU နဲ့ဟို PDF တွေကနေပြီးတော့မှကြားဖြတ်နေကိုကာကွယ်နေတယ်ဆိုတဲ့သဘောပြောတာပေါ့အဲ့ဒါထားလိုက်ပါအောင်အဲ့ကနေမှတစ်ဆင့်ထိုင်းဘက်ကိုကြားတဲ့ဒီလက်နက်ကြီးကြီးတွေဟာသူတို့ပြစ်တာမဟုတ်ပါဘူးပေါ့ကျွန်တော်တို့ကနေပြီးတော့ဒီလောက်ကြံဖန်တီးပြီးပြစ်တာဆိုပြီးတော့မှဆွဆွဲတာပေါ့နော်ဟုတ်ပါပြီဒါကတော့စစ်အနိုင်တိုက်ရေးဆိုတဲ့ပုံမှာဆွဆွဲကြတဲ့ပုံမှာလက်ခံပေမဲ့ယူနီဖောင်းဝတ်ထားတာသူတို့လည်းယူနီဖောင်းဝတ်ထားတာကျွန်တော်တို့ကပခုံးပေါ်မှာအပွင့်ခက်တွေမရှိဘူးနော်ဗိုလ်ချုပ်အဆင့်လည်းမရှိဘူးသူတို့ကပခုံးပေါ်မှာအပွင့်ခက်တွေနဲ့ဗိုလ်ချုပ်အဆင့်တွေပေါ့နော်အဲ့တော့ဗိုလ်ချုပ်အဆင့်လက်နက်ကင်ထားတဲ့တပ်ဖွဲ့ကိုဦးဆောင်တဲ့သူတယောက်ပြောတဲ့စကားကလုံးဝသိက္ခာမရှိယူနီဖောင်းဝတ်ထားတာယောက်ျားထဲမှာစစ်သားထဲမှာပါတယ်တတိရှိတဲ့ကောင်တွေလို့ပြောနေတဲ့ဒီစစ်ကောင်စီကဘာသိက္ခာမှမရှိဘူးကြားဖြန့်အောင်စစ်ကောင်စီကဦးစီးတယ်သူရဲ့နောက်လိုက်တက်တွေကနေပြီးတော့မှအကောင့်ထဲပေါ်တယ်ဆိုတာမျက်မြင်ကိုတွေ့မြင်နေတာပဲတိုက်ပွဲထဲမှာလည်းသူတို့ပြစ်တဲ့လက်နက်ကြီးကြီးတွေကြော်ကြတာနော်သူတို့ပြစ်တဲ့လင်းဘုံစံတွေကြော်ကြတာဒေသခံအားလုံးသိတယ်တိုက်ပွဲထဲမှာပါဝင်နေတဲ့သူတို့ရဲဘော်လည်းသိတယ်ကျွန်တော်တို့လည်းသိတယ်ဘယ်လိုပြောအမှန်တရားတော့မဟုတ်ဘူးဗျာဒီကိစ္စသစ္စာတရားလို့တော့ပြောလို့ရတယ်အဲ့ဒါကိုဟိုလူလောက်တာပါဒီလူလောက်တာပါလွှဲချတာဟာယောက်ျားဗျာယောက်ျားထဲမှာစစ်သားဗျာစစ်သားထဲမှာဗိုလ်ချုပ်ဗျာဟာတိတ်ခါလေးတော့ဟိုထိမ့်တင်တယ်ဗျာကျွန်တော်ကြည့်ရင်လည်းရှက်တာဗျာသိလားရှက်တာဗျာဟာဗိုလ်ချုပ်တယောက်ကျွန်တော်ပြောရမယ်ဟုတ်တယ်ကျွန်တော်တို့လည်းအာဏာရှင်စနစ်ကိုမကြိုက်လို့တော်လန်တာသူတို့လည်းဒါကိုအသက်သွင်းကျင်တာဒီပေါ်မှာစစ်ပွဲတွေဖြစ်တယ်စစ်ပွဲဖြစ်တော့ယောက်ျားလို့ရှင်းကြတယ်အဲ့တော့ယောက်ျားစကားလေးတော့ပြောပါဦးလက်နက်ကြီးတွေကန်ယူနီဖောင်းကြီးတွေဝတ်လူတကာရဲ့ရှေ့မှာဗိုလ်ချုပ်တယောက်ကပြောင်းလိန်ပြောင်းစားလုပ်တာဟာတိတ်ခါလေးတော့ရှိပါအောင်မင်းတို့ဗိုလ်အယောင်စစ်ခွေးတွေလည်းမင်းတို့ပြောလိုက်မယ်တခါတည်းမင်းတို့ဗိုလ်ချုပ်ပြောဒီမင်းလက်ပံမှာစစ်တိုက်နေတဲ့စစ်ခွေးတွေလည်းမင်းတို့တခါတည်းပြောလိုက်မယ်မင်းတို့ဗိုလ်ချုပ်စကားကိုသွားကြည့်ပြီးတော့မင်းတို့ရှက်ပါအောင်မင်းတို့လှုပ်တာဟုတ်လားမဟုတ်လားမင်းတို့အသိဆုံးပဲနော်ဘာမှမဆိုင်ပဲနဲ့စာသင်ကျောင်းရဲဘော်တယောက်မှမရှိတာကိုဘုံကျဲလိုက်ပစ်ထဲငါတို့ထိရင်ရွာသားလည်းညင်ညင်မနေရအောင်ဆိုတဲ့စံနာနဲ့မင်းတို့လှုပ်တာမင်းတို့ဗိုလ်ချုပ်အသိအောင်ဝန်ခံလိုက်ပါဦးမင်းတို့စစ်နိုင်တိုက်ရေးဆိုတာတော့လက်ခံပါတယ်နော်ဒါပေမဲ့ပြောရမှာလူမိုက်မှာလည်းလူမိုက်သိက္ခာလူရင်ကျေးမှာလည်းလူရင်ကျေးသိက္ခာမင်းတို့မိုက်ချင်တယ်